press immune ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာလာမယ့်ကပ္ပဖလားမှာစတင်ပြီးတော့ပြောင်းလဲအသုံးပြုသွားမယ်ဘောလုံးစီးမြင့်တွေကတော်တော်လေးလည်းအရေးပါတယ်အလှည့်ပြောင်းလဲဖြစ်တယ်ဆိုတော့ပြည်သက်တွေအနေနဲ့တည်ထားတဲ့ထင်လို့အရေးလဲကြည့်တယ်ကျွန်တော်ဒါလေးတွေကို share လုပ်ပေးမှာပေါ့နော်ဆိုတော့အရင်ဆုံးပြောချင်တာကကျွန်တော်တို့ဒီမှာအချိန်ဆွဲတယ်နော်အချိန်ဆွဲတယ်ဒီကိုဒဏ်ရာရခြင်းအောင်ကစားသမားဟန်ဆောင်တယ်ပြီးတော့ VAR ကဒါအနိကလောက်မှာပဲဝင်ပါခွင့်ရှိတယ်ဒီဟာဒီအကုန်လုံးကိုဒီ2016ကမ္ဘာဖလားကစပြီးတော့နောက်ပိုင်းလိတွေမှာလည်းအသုံးပြုလာနိုင်တယ်ပေါ့နော်တခြားလိပြိုင်ပွဲတွေမှာလည်းအခု2026ကမ္ဘာဖလားစပြီးဒီစင်းမြင့်ကိုအသုံးပြုမယ်ကျင့်သုံးမယ်ဆိုတော့အရင်ဆုံးအနေနဲ့2026 February ဒီ IFAB ရဲ့ဒါနှစ်ပတ်လည်အထွေထွေအစည်းအဝေးမှာဒီစင်းမြင့်ကိုအတည်စပြီးတော့ပြုခဲ့တယ်ဒီ IFAB ဆိုတာ International Football Association Board ပေါ့နော်ဆိုတော့ IFAB ကစပြီးဒီစင်းမြင့်ကိုအတည်ပြုပြီဆိုတာနဲ့ FIFA ကမဖြစ်မနေလိုက်ပြီးတော့ကျင့်သုံးပေးရတယ်ဆိုတော့နောက်ပိုင်းမှာဒါတွေကအတည်ဖြစ်လာဖို့လည်းများတယ်ပေါ့နော်လက်ရှိကတော့ကမ္ဘာဖလားမှာကျင်းသေးပေါက်ဒါကိုအသုံးပြုမယ်ကမ္ဘာဖလားမတိုင်ခင်ခြေစမ်းပွဲတွေမှာလည်းစတင်အသုံးပြုနေတာကိုလည်းတွေ့ရတယ်ဆိုတော့အရင်ဆုံးအရေးကြီးတဲ့စီးမြင့်အချိန်ဆွဲတဲ့စီးမြင့်တွေအကြောင်းအရင်ပြောမယ်ပေါ့နော်စီးမြင့်အားလုံးပေါင်း9ခုလောက်တော့ရှိမယ်ထင်တယ်ဆိုတော့အချိန်ဆွဲတဲ့စီးမြင့်အရင်ဆုံးလက်ပစ်ဘောကိုဒါနိုင်တဲ့အသင်းတွေကအချိန်ဆွဲလေးရှိတယ်သို့မဟုတ်ဒါလက်ပစ်ဘောနီးပြွာပါလောင်းသရိုးအင်ပြစ်မယ်ဆိုတဲ့အသင်းတွေကဘောလုံးကိုသိရမလားဒီပါဝါနဲ့တုတ်တာမျိုးတွေပြုလုပ်လို့ရှိတယ်ဆိုတော့အဲ့ဒါကအခုဆိုရင်ဒိုင်လူကြီးကကစားသမားဘောလုံးကိုကင်လိုက်ပြီးဒိုင်လူကြီးကညှောက်ဖို့အချက်ပေးပြီးအဲ့ကနေစပြီးတော့9စက္ကန့်အတွင်းလက်ပစ်ဘောကိုညှောက်မမြောက်ဘူးဆိုရင်ဒါပြိုင်ဘက်ကို9စက္ကန့်ကျော်သွားပြီဆိုတော့လည်းပြိုင်ဘက်ကိုလက်ပစ်ဘောပြန်ပေးရအဲ့လိုပဲနောက်ထပ်ဂိုးလွန်ဘောကန်တင်မဲ့ဂိုးသမားတွေဒီ goal kick တွေပေါ့နော် goal kick တွေမှာ9စက္ကန့်အချိန်ရမယ်ဒိုင်လူကြီးအချက်ပေးမယ်ကန်တင်အဲ့အချက်ပေးချိန်ကစပြီးတော့9စက္ကန့်ဒီဘောလုံးကို6ကိုက်စီစိတ်မှာတဲလိုက်ပြီးအဲ့9စက္ကန့်အတွင်းမကန်တင်ဘူးဆိုရင်ပို့ပြီးတော့ပြင်းထန်တယ်ပြိုင်ဘက်အသင်းကိုထောင်းကန်ဘောပေးရမယ်ဆိုတော့ဒါကတော့တော်တော်လေးကိုပြင်းထန်တယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်ဒါကန်တင်တယ်ဆိုတာကတော့သဘောပြောတာပါဘောလုံးကိုစပြီးလှော့ရမယ်ဒီကဂိုးသမားက6ပိုက်စီးထဲမှာတဲကို့အသင်းပေါ်နဲ့အတူပေးစပေးလဲရတယ်ဂိုးလုံးဘောအဝေးကိုဒီလောင်းကစ်ကန်တင်လဲရတယ်ဆိုတော့9စက္ကန့်တွင်မကန်တင်ဘူးဆိုရင်ထောင်းကန်ဘောပြိုင်ဘက်ကိုပေးရမယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့ရှိမယ်ပြီးတော့နောက်ထပ်စီမင်း3ကလူစားလဲတဲ့အချိန်တွေပေါ့နော်လူစားလဲတဲ့အချိန်တွေဆိုတော့လူစားလဲတာကကျွန်တော်တို့သိရတဲ့အတိုင်းပဲဗျာကွင်းရဲ့ညာဘက်ချမ်းဒီနီးပြတွေရှိတဲ့ဘက်ချမ်းကနေကစားသမားကဝင်မယ်လဲမယ်ဆိုတော့သူကွင်းထဲကိုပြန်ထုတ်မဲ့လူစားလဲမဲ့ကစားသမားကွင်းရဲ့ဟိုးဘက်ဆက်ညင်ဘက်ချမ်းမှာရှိနေရင်အဲ့ကစားသမားကကွင်းနဲ့အနီးဆုံးဘက် space ကိုပဲထွက်ပြီးတော့သွားရမယ်နော်ဒါကကျွန်တော်တို့အရင်တည်းကလည်းရှိတယ်ဒိုင်လူကြီးကအချက်ပေးမယ်မင်းဒီဘက်ကိုအဝေးကိုရှောက်ပြီးသွားလို့မရဘူးဒီနီးဆုံးနေရာကနေကွင်းထဲကိုထွက်အခုအဲ့လိုရှိအခုကကျတော့ဒီအချိန်နဲ့ပါတတ်မှတ်လိုက်တယ်အဲ့ကွင်းထဲကထွက်မဲ့ကစားသမား10စက္ကန့်အတွင်းကွင်းပြင်ကိုရောက်ရမယ်အဲ့10စက္ကန့်ကျော်သွားပြီဆိုရင်သူကတော့ကွင်းပြင်ကိုထွက်သွားရမယ်10စက္ကန့်ကျော်သွားပြီဆိုရင်ပြန်ဝင်မဲ့လူစားလဲမဲ့ကစားသမားကွင်းပြင်မှာပဲနေရအောင်မယ်နောက်ထပ်ဒီ stop time မရောက်ခင်ဒီပေါ့နောက်ထပ်ဒီဘောလုံးက outside play မဖြစ်ခင်အချိန်ထိသို့မဟုတ်10မိနစ်ကျော်တဲ့အထိဒီလိုအနေထားမျိုး10ရောက်ကြံတဲ့ကစားရမယ်အဲ့ဖြစ်ပျက်ကိုပြီးခဲ့တဲ့ခြေစမ်းပွဲပေါ့လေဂျပန်နဲ့အိုက်စလန်ပွဲမှာဖြစ်ပျက်ခဲ့တယ်ပွဲချိန်85မိနစ်မှာအိုက်စလန်ကစားသမားတယောက်ကလူစားလဲတဲ့အချိန်မှာကွင်းထဲကထွက်တဲ့ကစားသမားကတော်တော်နဲ့မထွက်ဘူး10စက္ကန့်ကျော်သွားတဲ့အချိန်မှာကွင်းထဲကိုဝင်မဲ့လူစားလဲဝင်မဲ့ကစားသမားကကွင်းထဲကိုဝင်ခွင့်မရအောင်အိုက်စလန်တိုင်းက10ယောက်ကျော်နဲ့10ယောက်နဲ့ဖြတ်တန်းခဲ့ရတယ်10ယောက်နဲ့10မိနစ်ကျော်ဖြတ်တန်းခဲ့ရတဲ့အချိန်မှာအဲ့ကွင်းထဲမှာ10ယောက်ပဲကျန်တယ်ဂျပန်က1ယောက်တာနေတယ်ဂျပန်အဲ့အချိန်မှာအိုကာဝါကဂိုးသွင်းသွားတယ်1-0နဲ့ဒီခြေစမ်းပွဲမှာဂျပန်ကနိုင်သွားတယ်ဆိုလိုချင်တာကဒီ IFAB ရဲ့ law အတည်ပြုပြီဆိုရင်ဒီရှေ့ကကျွန်တော်တို့အကျိုးစီးမြင့်နေမှာပါစပြီးတော့အကျိုးပြိုင်ပွဲတွေမှာပါစပြီးခြေစမ်းပွဲတွေမှာစပြီးတော့အသုံးပြုနေပြီဆိုတော့ဒါလူစားလဲတဲ့ဖြစ်ရဲ့10စက္ကန့်အတွင်းကွင်းမြင့်ကိုထွက်ရမယ်နောက်ထပ်တစ်ခုကကြတော့ဟန်ဆောင်လဲချတာပေါ့နော်ဟန်ဆောင်ဒဏ်ရာရကြအောင်စောင်းတာနော်ဟိုနိုင်နေတဲ့အသင်းကကြွတ်တက်တာလို့ရတယ်အဲ့ဒါကပုံမှန်တိုင်းလုပ်လို့ရတယ်ဒိုင်လူကြီးကစတာချင်းချိန်ကိုပေးဖို့သူအချိန်ကိုမှတ်ထားမယ်အဲ့လိုမဟုတ်ဘူးဒီ physical ကဒီစေကုသမဲ့နော်ဆရာဝန်ကကွင်းထဲကိုပြေးဝင်လာပြီဆိုရင်ဒါအရင်တိုင်းကလိုပဲကွင်းပြင်ကိုထွက်ရမယ်အဲ့ကစားသမားကစေကုသပြီးွားရင်ကွင်းပြင်ကိုထွက်တဲ့ခါမှာအရင်တော့ကျတော့ဒိုင်လူကြီးကခွင့်ပေးရင်ကွင်းထဲကိုပြန်ဝင်လာလို့ရမယ်အဲ့ဒါကကျွန်တော်ပြန်အချိန်အပြင်စက္ကန့်35စက္ကန့်လောက်ကြာမယ်အခုကတော့အဲ့စေကူတာဘူးခံမယ်ကွင်းမြင့်ကိုထွက်သွားပြီးွားရင်စက္ကန့်60 10မိနစ်တိကြာပြီးနောက်ပိုင်းမှာဒါကွင်းထဲကိုပြန်ဝင်လာခွင့်ရှိမယ်ဒီဟာကချွင်းချက်အနေနဲ့ဂိုးသမားရမယ့်ဒဏ်ရာတွေမပါဝင်ဘူးပြင်းထန်တဲ့ဒဏ်ရာတွေမပါဝင်ဘူးဒီဥကောင်းဒဏ်ရာတွေမပါဝင်ဘူးဒီလိုဒဏ်ရာတွေကိုတော့သူတို့စက္ကန့်60စောင့်ကြမလို့ကွင်းမြင့်ထွက်ပြီး35စက္ကန့်30ဒဏ်ရာကြီးခွင့်ပြုရင်ပြန်ပြီးဝင်လာလို့ရမယ်ပေါ့လေပုံမှန်တိုင်းဂိုးသမားဆိုရင်ဒါစောင့်ကြရတော့မလို့ဆိုရင်နောက်တစ်ခုကဒီအဲ့ကစားသမားဒဏ်ရာရသွားတာဒီဘယ်လောက်ထိပြင်းထန်မလဲဆိုတဲ့အပေါ်ကမူတည်သလိုဒီဖြတ်ထုတ်မှုကဒီပြိုင်ဘက်ကစားသမားကအဝါထိွားတာမျိုးအနီကထိွားတာမျိုးတကယ်ပြင်းထန်တဲ့ဒဏ်ရာမျိုးဒါမျိုးဆိုရင်တော့ခုနစက္ကန့်60ရူးနဲ့အကျုံးမဝင်ဘူးနိုးမို့ပဲနဲ့ဟန်ဆောင်လှဲချမယ်စေကူတာမှုခံယူမယ်ကွင်းပြင်ကိုထွက်သွားမယ်ဆိုရင်တော့စက္ကန့်60ကွင်းပြင်မှာပြန်ပြီးတော့စောင့်နေရမယ်ဒါကအချိန်ဆွဲတဲ့ရူးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာပြီးတော့နောက်ထပ်ပြင်းထန်တဲ့စီးမြင်တစ်ခုက
ပြီးခဲ့တဲ့အနီးဆက်ဆုံးပေါ့လေကျွန်တော် Real Madrid နဲ့ Benfica Champions League Playoff ပထမအကြိမ်မှာဖြစ်ပျက်ခဲ့တဲ့ Cristiano နဲ့ Vinicius Junior နဲ့ဖြစ်ရဲ့ Cristiano ကလက်အုပ်ပြီးတော့ Vinicius ကိုလူမျိုးရေးခွဲခြားတယ်ဆိုတဲ့အသုံးအနှုန်းမျိုးတွေပြီးတော့သူကိုယ်တိုင်လည်းဒုတိယကြော့ပွဲစဉ်မှာဒီ UEFA ကပွဲပဲဖြစ်တဲ့ချမှတ်ခဲ့တယ်เนาะဆိုတော့အခုကဒီပြိုင်ဘက်ကစားသမားနဲ့အငင်းပွားစရာဖြစ်ပြီးစကားပြောစရာဖြစ်ပြီးဆိုပြိုင်ဘက်ကစားသမားနဲ့စကားပြောတဲ့နေရာမှာလက်ကိုဒီလိုအုပ်ထားတာနဲ့တိုက်ရိုက်အနီကပြမယ်လက်ကိုအုပ်ထားပြီးပြရတယ်ဘာမှမပြောလဲရတယ်တိုက်ရိုက်အနီကလက်အုပ်လို့ကိုမရဘူးချွင်းချက်အနေနဲ့ကိုအသင်းပေါ်ချင်းချင်းပြောတဲ့အခါမှာလက်အုပ်ထားလို့ရတယ်နီးပြနဲ့စကားပြောကိုနီးပြနဲ့စကားပြောတဲ့အခါမှာလက်အုပ်ထားလို့ရတယ်ဒီအငင်းပွားစရာဖြစ်တဲ့အခိုက်အတန့်မှာဒီပြိုင်ဘက်ကစားသမားနဲ့စကားပြောတဲ့အခါမှာလက်အုပ်ထားခွင့်မရှိဘူးလက်အုပ်တာနဲ့ဘာပြောပြောမမဘာပြောပြောမပြောပြောဘာမှမပြောလဲရတယ်လက်အုပ်တာနဲ့အနီကပြမယ်ဒါကတော့တော်တော်လေးကောင်းတယ်လို့လည်းပြောလို့ရအောင်တစ်ဖက်ကပြန်ကြည့်ရင်တော့ပြင်းလဲပြင်းထန်တယ်နောက်ထပ်တစ်ခုကကြတော့ VAR ပေါ့နော် VAR ကကျွန်တော်အရင်တုန်းက direct အနီကဖြစ်ရတဲ့မှာပါဝင်တယ်အခုကကြတော့အရင်တုန်းကဆိုရင်ကျွန်တော်အားမလို့အားများဖြစ်တာပြောလေဒီကစားသမားတယောက်ကကစားသမား A ကပထမတစ်ဝါထိပြီးသွားပြီဒုတိယတစ်ဝါကိုကျွန်တော်တို့ကထိရမယ်အနေထားဒါပေမဲ့ဒိုင်လူကြီးကမပြလိုက်ဘူးအဲ့လိုအနေထားမျိုးတွေပြီးတော့ဒိုင်လူကြီးကပြလိုက်တယ်အဲ့လိုအနေထားမျိုးတွေမှာဒုတိယတစ်ဝါအတွက် VAR ပါဝင်ခွင့်မရှိဘူးအခုကကြတော့ VAR ကအဲ့ဒုတိယတစ်ဝါအတွက်ပါဝင်မယ်ချွင်းချက်အနေနဲ့ဒီနေရာမှာဒုတိယတစ်ဝါထိတဲ့အခါမှာကွင်းလေထိုင်ကဒုတိယတစ်ဝါကိုထုတ်ပြလိုက်ပြီဒုတိယတစ်ဝါ2ဝါတန်နေနဲ့ပေါ့လေထုတ်ပြလိုက်ပြီထုတ်ပြတဲ့အချိန်မှာဒီ VAR ဂန်းတွေကဒိုင်တွေကကွင်းလေတိုင်ကိုအလှမ်းပြီးအကြောင်းကြားမယ်ဒီဒုတိယတစ်ဝါကမပြတ်တင်ဘူးမင်းတခြားပြန်ပြီးတော့ဆန်းစစ်တင်တယ်အဲ့ဒီအချိန်မှာဆန်းစစ်တင်တယ်ဆိုရင်ကွင်းလေတိုင်ကမော်နီတာကိုလာကြည့်မယ်ဟုတ်တယ်ဒါဒုတိယတစ်ဝါမဖြစ်တဲ့အရာကြီးဆိုရင်ဒါပယ်ဖြတ်မယ်ပေါ့ဒါတဲ့အိမ်ဖြစ်ရတဲ့မှာပဲဒါအရင်တော့လက်ခွင့်ရှိတယ်ဗျာအရင်တော့ဒုတိယတစ်ဝါပြပြီဆိုဟိုမပြခံသင့်မဲနဲ့အပြခံလိုက်ရတဲ့ကစားသမားတွေဆို VAR ပြန်ကြည့်ခွင့်မရှိဘူးခုကကြောင့် VAR ပြန်ကြည့်မယ်မှန်တယ်ဒီဆုံးဖြတ်ချက်ကိုပြင်မယ်ဆိုကွင်းလေတိုင်ကပြင်လိုက်မယ်ချွင်းချက်အနေနဲ့ဒိုင်လူကြီးကတော့အဲ့ဒုတိယတစ်ဝါအထိရမယ်ကစားသမား A ကပထမတစ်ဝါထိပြီးသွားပြီဒုတိယတစ်ဝါထိမဲ့အနေထားမျိုးမှာဒိုင်လူကြီးကမပြလိုက်ဘူးကွင်းလေတိုင်ကနော်အဲ့ဒါကိုတော့ VAR ကန်းတွေကကွင်းလေတိုင်ဟဲ့အောင်မင်းဒီကတော့ဒုတိယတစ်ဝါထိရမယ်ကစားသမားဒုတိယတစ်ဝါထိရမယ်ဖြစ်ရဆိုပြီးတော့ VAR ကန်းတွေကဒိုင်တွေကပေါအောင်ခွင့်လုံးဝမရှိဘူးဒါချွင်းချက်ပေါ့နော်ဆိုတော့ဒီကလည်းတော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်နောက်ထပ် VAR ပါဝင်မှာဒိုင်လူကြီးကော်လီနာကိုယ်တိုင်ပါဝင်ထားတယ်ဒီကွန်နာတွေပေါ့နော်မရတဲ့မဲရလိုက်တဲ့ကွန်နာတွေဥပမာတိုက်စစ်ကစားသမားတိုက်စစ်ဆင်နေတယ်ပြိုင်ဘက်ခံစစ်ကစားသမားနဲ့မထိပါဘူးမထိဘဲနဲ့ကိုတိုက်စစ်ကစားသမားနဲ့ပဲထိပြီးတော့ဒိုင်လူကြီးကမှားယွင်းပြီးတော့ဂိုးလုံးပေါ်ပြိုင်ဘက်ကိုဂိုးလုံးပေါ်ပေးရမယ်ဟာကိုကွန်နာလာပေးထားတယ်တောင်းကန်ပေါ်ပေးထားတယ်အဲ့တောင်းကန်ပေါ်တွေကို VAR ကဝင်ပါမယ်ဝင်ပြီးတော့ဆန်းစစ်မယ်ဒီဟာကတကယ်တောင်းကန်ပေါ်ဟုတ်မဟုတ်တောင်းကန်ပေါ်မဟုတ်ဘူးဒီသူ့တိုက်စစ်ကစားသမားသူ့ဘက်သူထိတာဂိုးလုံးပေါ်သူကွင်းလက်တိုင်ကိုအကြောင်းကြားမယ် VAR ကကွင်းလက်တိုင်ကချက်ချင်းအဲ့ဒါကိုဟုတ်တယ်ဒါဂိုးကစ်ဆိုပြီးတော့ဂိုးလုံးပေါ်ဆိုပြီးပြန်ပြီးတော့ပြင်ပေးမယ်အဲ့ဆုံးဖြတ်ချက်ကို VAR ကမြင်မြန်ဆန်လောက်ရမယ်လို့ပါတယ်ဘာဖြစ်လို့လဲဆိုတော့တောင်းကန်ပေါ်ဖြစ်သွားပြီအဲ့တောင်းကန်ပေါ်ကိုသွားပြီးတော့တိုက်စစ်စင်တဲ့အတင်းကချက်ချင်းအမြန်ပေါ့လေအတူပေးလိုက်တာမျိုးတော့မဟုတ်ကန်ကျင်ပေးလိုက်တာမျိုးလောက်ပြီးသွားပြီဆိုရင်တော့ဒီ VAR ကအဲ့ဒါကိုအကျိုးမဝင်တော့ဘူးပြန်ပြီးတော့ဟိုတောင်းကန်ပေါ်ကန်ပြီးလဲဒါကြီးကတောင်းကန်ပေါ်မဟုတ်ဘူးဆိုပြီးပြောလို့မရဘူးဆိုတော့ VAR ကအလုံးလုံးရမယ့်အချိန်ကအရန်တော့တိုးတယ်ဒီတောင်းကန်ဘောကိုတိုက်စစ်ကစားသမားကဥမာကို6ထောက်နဲ့ထိသွားပြီးတော့ဗျာဟိုဂိုးလုံးပေါ်ပေးရမယ့်အနေထားမှာဒိုင်လူကြီးကကိုတောင်းကန်ဘောပေးထားရဲဆိုအဲ့ဒါလဲဒီစင်းမြင့်ရဆိုဟိုကစားသမားကလဲမယ်ဆိုရင်အဲ့တောင်းကန်ဘောအမြန်အတူပေးရင်ပေးမပေးရင်မကန်သေးခင်အချိန်ဒီ VAR ကအဲ့ဒါကိုအမြန်ဆန်းစစ်ပြီးဒိုင်လူကြီးကိုအကြောင်းကြားမှာကွင်းလက်တိုင်အောင်ဆိုတော့ဒါကလည်းတော်တော်လေးကိုကောင်းတယ်ချွင်းချက်အနေနဲ့ကျွန်တော်ချွင်းချက်အနေနဲ့ဒါကတကယ်တော့ဒိုင်လူကြီးကတောင်းကန်ဘောပေးရမယ့်အနေထားကိုဂိုးလုံးပေါ်ကိုတိုက်စစ်တဲ့ကိုတောင်းကန်ပေါ်ရမယ်ပြိုင်ဘက်ခန့်စကစားသမားထိသွားတယ်ဒါကိုဂိုးလုံးပေါ်ပေးထားရဲဆိုတော့ VAR ကဝင်ပါခွင့်မရှိဘူးဒါမှလည်းပြောင်းပြန်ချွင်းချက်ရှိတယ်ဆိုတော့ဒီဖြစ်ရလေးကိုကျွန်တော်အမြင်ပြောရရင်တော့ဒါကအမြန်ဆုံးဖြစ်ရမယ်ဗျာ VAR ကအဲ့ဒါကလည်းကောင်းတယ်တောင်းကန်ဘောတွေကိုတောင်းကန်ဘောဖြစ်သွားပြီဆိုရင်အမြန်ပေးတာရှားတယ်ဗျာဆိုတော့မယိုးမသားရတဲ့တောင်းကန်ဘောတွေကိုတိုက်စစ်ကစားသမားတွေကသိရမှာဟိုဘောလုံးကိုတဲမယ်6ခိုက်စီးထဲမှာကစားသမားတွေတိုးဝှေ့နေမယ်ဒီအချိန်တွေနည်းသွားမယ်ပြီးတော့အချိန်အားဖြင့်လည်းခုနကဒီစီးမြင့်တွေကိုထုတ်လာတဲ့ပြောင်းပြင်ပြောင်းလာတဲ့ဒီ IFAB ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့အချိန်တွေခိုးတာတွေကို short ဖို့အတွက်လည်းဒါကအဆင်ပြေတယ်ဆိုတော့မယုံမသားရတဲ့တောင်းကန်ဘောတွေဆိုတိုက်စစ်ကစားသမားတွေကမြန်မြန်ဆန်ဆန်ကစားဖို့ပဲတောင်းကန်ဘောကိုစတင်လိုက်ဖို့ပဲစူးစမ်းတော့မှာပေါ့လေဆိုတော့ဒီစီးမြင့်တွေအားလုံးထဲမှာအရေးကြီးတာကကျွန်တော်တို့ဘယ်လိုပြောရမလဲအချိန်ဆွဲတဲ့ဟာတွေကို short ချထားတာပါတယ်ဟန်ဆောင်လှဲချတာတွေဟန်ဆောင်တန်ရာရကြအောင်စောင်းတာတွေပါတယ်ပြီးတော့ VAR အတွက်လည်းဒါတော်တော်လေးကိုတောင်းကန်ဘောတွေအထိပြီးတော့ဒုတိယ second yellow card ကိုမှားယွင်းပြီးတော့ပြလိုက်တာတွေအထိပြန်လဲပြီးသုံးသပ်မယ်ဆိုတဲ့အနေအထားတွေပါတယ်
နော်မိုရီယာစုပေါ့လေဂျပန်နီးပြမိုရီယာစုကလည်းကျွန်တော်တို့ဒီသူ့ကစားသမားတွေကိုဒီ seeming စနစ်ကနေကိုတေချာ awareness လုပ်ထားမယ်ဒီ seeming စနစ်ကနေပြီးတော့ကစားသမားတွေက use to မဖြစ်ဘူးဗျာတောက်လျှောက်ဘောလုံးကစားလာတဲ့တက်တန်းက seeming ကအခုကအများကြီးပဲပြောင်းလာတာကဆိုတော့အဲ့ဒါတွေကို use to ဖြစ်ဖို့သူအမှားရမဖြစ်ဖို့သူတေချာကိုကစားသမားတွေကိုနားချထားမယ်ဒီကနေပြီးတော့ပြိုင်ဘက်တွေကလည်းအမှားလုပ်နိုင်နေတဲ့ဒီဟာတွေကိုအကျိုးမြတ်ဒီကနေကိုကပြန်ပြီး advance ယူဖို့ပဲစူးစမ်းမယ်ဆိုပြီးပြောတယ်ဆိုတော့ဒီလောက်ပူပြင်းတဲ့ရာသီဥတုကြီးမှာကစားရမယ်အချိန်တွေကိုလည်းမစိုးရအောင်9စက္ကန့်နဲ့လဲပြောမျှောက်မယ်9စက္ကန့်နဲ့ဂိုးလုံးဘောကန်တင်ရမယ်ဆိုတဲ့အနေအထားတွေအတွက်ဒါစီမင်းရပထမပိုင်း45မိနစ်မှာ water break 3မိနစ်ပေးမယ်ဒုတိယပိုင်း45မိနစ်မှာ water break 3မိနစ်ပေးမယ်ဆိုတော့6မိနစ်ရမှာပေါ့တပွဲလုံးနေတာဆိုတော့ပထမပိုင်း3မိနစ်ဒုတိယပိုင်း3မိနစ်အဲ့မှာမိုရီယာစုကလည်းဒါကိုလည်းသူထပ်ပြောထားတယ်ဆိုတော့ဒီ3မိနစ်ကဗျာပုံမှန်အဖြစ်ကျွန်တော်ဘောလုံးပွဲကြီးတဲ့ပရိသတ်တွေသို့မဟုတ်တိုက်စစ်ကိုတင်နေတဲ့အသင်းတွေပေါ့လေဒီအသင်းတွေအတွက်ကတန်ပိုကြီးကလုံးဝပျောက်သွားတာပေါ့နော်တန်ပိုကကိုကတန်ပိုတင်နေအချိန်လဲရနေအဲ့ချိန်မှာပွဲကဒါ3မိနစ်နားလိုက်တယ်ဆိုတဲ့အနေအထားကပြန်စားမဲ့အချိန်မှာဒီပွဲရဲ့ momentum ကဟိုဘက်ဒီဘက်အသင်းချိန်သွားနိုင်တယ်ပြောင်းပြန်ဖြစ်သွားနိုင်တယ်ဆိုတော့ဒါကအားနေချက်တိုက်နေတဲ့အသင်းတွေဒါကြည့်ရတဲ့ပရိသတ်တွေအတွက်ကအားနေချက်တစ်ဖက်မှာလည်းဒီ3မိနစ်ရတဲ့အနေထားကနီးပြတွေအတွက်ကကိုယ်ကစားသမားတွေကိုတေချာနီးပြွားပိုင်းညွှန်ကြားမှုတွေတူးချင်းညွှန်ပြမှုတွေပြုလုပ်ဖို့အတွက်အရင်ကတည်းကဆိုင်ရင်ပို့ပြီးတော့ duration အချိန်ပို့ပြီးတော့ရလာတာကိုလည်းတွေ့ရတယ်ဒါလည်းအားသာချက်အားနေချက်ပေါ့နော်ဆိုတော့ပရိသတ်တွေရောဒီစီမင်းအပြောင်းလဲတွေပေါ့ဘယ်လိုမြင်လဲဒါက World Cup တင်မဟုတ်ဘူးเนาะနောက်ပိုင်းမှာဒါ League Premier League တို့ဘာလို့မှာကျင့်သုံးလာမယ်စီမင်းတွေလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဘယ်အသင်းတွေကရောဒီစီမင်းတွေကိုဖောက်ဖျက်ပြီးတော့ပြိုင်ပွဲမှာဒုက္ခတွေရောက်ကြအောင်မလဲဘယ်အသင်းတွေကအပန်းရှာသွားမလဲကျွန်တော်တို့ကမ္ဘာဖလားကြရင်ဆက်လက်စောင့်ကြည့်ကြတာပေါ့လေကြည့်ရှုအားပေးကြတဲ့ Press MU ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ